2013 ခုနှစ်စက်တင်ဘာလ28ရက်ဓမ္မပညာသင်တန်းရက်တုမှတ်စဉ်နှစ်သုတ္တန္တနှစ်ချုပ်ဘာသာရပ်မဟာသတိပဋ္ဌာန်သုတ်နေ့လယ်ပိုင်းပို့ချချက်စာမျက်နှာ26သမုဒိယသစ္စာနေဋ္ဌိတာသမုဒိယသစ္စာနဲ့ပတ်သက်ပြီးတော့အကျေချက်ပြတဲ့အခါမှာရှာယံတဏပောနုဘဝိကာဘဝတစ်ခုကိုဖြစ်စေတာဟာအဓိကတဏကဖြစ်စေတယ်လို့တကယ်တော့ပူပေါင်းဆောင်ရွက်မှုလို့ပဲမှတ်ရမယ်အဝိဇ္ဇာရဲ့တဏရဲ့ကံရဲ့သူတို့ရဲ့ပူပေါင်းဆောင်ရွက်မှုပဲပရိစ္ဆေသမုပ္ပါဒ်မှာကြည့်ဒါဟိုဓမ္မကိုလေ့လာတဲ့အခါမှာဘယ်ကျမ်းဘယ်စာပေရဘယ်လိုနားလည်ရမယ်ဘယ်ဟာနဲ့ဘယ်လိုနားလည်ရမြတ်စွာဘုရားဟောထားတဲ့ point လေးတွေကိုကြည့်ဒီအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏလို့ဆိုတာဝိညာဏဆိုတာဘဝတစ်ခုပြောတာစတဲ့အချိန်အဲ့ဒီမှာအဝိဇ္ဇာဆိုတာတိုက်ရိုက်ပြောလိုက်တယ်အဝိဇ္ဇာတိုက်ရိုက်ပြောလိုက်တော့တဏှာလည်းပါတယ်နောက်တစ်ဖက်ကကြည့်မယ်ဆိုတဏှာပစ္စယဥပါဒနာဥပါဒနာပစ္စယဘောဆိုတာလည်းကြည့်လို့ရှိရင်အဲ့ဒီမှာတဏှာပါတယ်အဝိဇ္ဇာနဲ့တဏှာကိုရှေ့ပိုင်းဥဆောင်မှုနဲ့နောက်ပိုင်းဥဆောင်မှုဒီလိုနှစ်ခုခွဲထားတာတခါတည်းအဝိဇ္ဇာကခေါင်းဆောင်သွားပြီးတခါတည်းတဏှာကခေါင်းဆောင်သွားတာရှိတယ်ရှင်းပြောရမယ်ဆိုလို့ရှိရင်မသိလို့လုံးမိတဲ့အခါမှာအဝိဇ္ဇာခေါင်းဆောင်တယ်တိကြီးလှုပ်ထားကြတော့တဏှာကခေါင်းဆောင်နှမျိုးရှိတယ်လေကောင်းမဲ့ထင်လို့လှုပ်လိုက်တယ်မသိတာကောင်းမဲ့ထင်လို့လှုပ်လိုက်တယ်လှုပ်ပြီးတော့ဖြတ်လို့မရဘူးဟောနှစ်ဆင့် addict ဖြစ်သွားတယ် drug addict တွေပါတယ်ကြည့်ပရမတော့မကောင်းဘူးမကောင်းတာကိုအကောင်းထင်တာဘာလို့ဆိုအဝိဇ္ဇာအန္တရာယ်ရှိတဲ့ຢာကိုအန္တရာယ်ရှိတဲ့ຢာလို့မသိဘူးမကောင်းတာကိုအကောင်းထင်လို့လှုပ်တယ်ဆိုရင်ဘယ်သူကခေါင်းဆောင်ပြီးလှုပ်တော့ဆိုအဝိဇ္ဇာခေါင်းဆောင်လှုပ်တာမကောင်းမှန်းတော့သိပါရဲ့မစွန့်လွတ်နိုင်တော့ဘူးဆိုတာကြဝိဇ္ဇာခေါင်းဆောင်တာမဟုတ်ဘူးတဏှာခေါင်းဆောင်သွားပြန်တော့အဲ့ကြဒီတိုင်းကြီးပဲလေအစာတစ်ခုစားတာယောဂဖြစ်မှမသိလို့စားမိတာကြတော့အဝိဇ္ဇာခေါင်းဆောင်တယ်လို့ပြောသိတော့သိတယ်မရှောင်နိုင်လို့ဆိုတာကြတဏှာဖြစ်သွားပြန်အဲ့ဒါလိုပဲဘဝတစ်ခုတည်ဆောက်တဲ့အခါမှာအဝိဇ္ဇာခေါင်းဆောင်တာရှိတယ်တဏှာခေါင်းဆောင်တာရှိတယ်ဒီနေရာမှာတဏှာကိုပြောတော့ပောနုဘဝိကာဘဝတိတ်ကိုဖြစ်စေတယ်လို့ဆိုတာတကယ်တော့တဏှာတစ်ခုတည်းကဖြစ်စေတာတော့မဟုတ်ဘူးဒီနေရာမှာတဏှာကိုခေါင်းတက်ပြီးတော့မြတ်စွာဘုရားအဓိကဆိုတဲ့အနေအရာလေးဘယ်လိုအဓိကဖြစ်တုံဆိုစဉ်းစားကြည့်လူတယောက်သေကံဤမှာနောင်ဘဝကိုဖြစ်တော့မယ်ဆိုတဲ့အချိန်လေးကိုစဉ်းစားကြည့်လိုက်ဆိုပါစို့လူတယောက်ကိုရန်သူ3ယောက်ကနေပြီးတော့တောင်ထိပ်ပေါ်ဆွဲခေါ်သွားတယ်တောင်ထိပ်ပေါ်ဆွဲခေါ်သွားပြီးတော့ဒီလူကိုတောင်ပေါ်ကနေတွန်းချလိုက်တယ်ဆိုပါစို့အဲဆွဲခေါ်သွားပြီးတော့ဆွဲခေါ်သွားတယ်ဆိုတဲ့အထက်မှာမျက်စိပိတ်ထားတာနဲ့အဝိဇ္ဇာနဲ့တူတယ်နော်မျက်စိပိတ်ထားတာနဲ့အဝိဇ္ဇာနဲ့တူတယ်တောင်ထိပ်ကနေပြီးတော့လှပတဲ့လှက်ပတ်ပြီးခေါ်သွားတာပေါ့တောင်ထိပ်ဟာตายရတယ်လို့ဆိုပြီးတော့ခေါ်သွားတာတဏှာပျော်စရာကောင်းတဲ့အနေကြီးကိုပြပြီးတော့နောက်ကနေတွန်းချလိုက်တာကကံဘဝတစ်ခုမှလည်းပဲဒီတိုင်းပဲဘယ်ဘဝသွားအကောင်းဆုံးအကြောင်းကျိုးမသိအောင်ဖန်တီးပေးထားတာကအဝိဇ္ဇာမသိတော့ပျော်စရာကြီးလို့ထင်လိုက်တာကတဏှာတွန်းချလိုက်တာကံဒီလိုဆိုလို့တယ်
နော်တွန်းချလိုက်တာဒါမှမဟုတ်အဘိဓမ္မာသင်္ကန်းမှာလည်းဒီသုံးခုကိုအဓိကထားတယ်လေအဝိဇ္ဇာနုတ္တယပရိခိတ်တေနတဏှာနုတ္တယမူလကေနသင်္ခါရေနဇနိယမာနပရိသေစိတ်လေးကိုဘသူတွေပူးပေါင်းဆောင်ရွက်တုံးဆိုအဝိဇ္ဇာနုတ္တယပရိခိတ်တေနအဝိဇ္ဇာကဝိုင်းဝန်းချမ်းရအားပေးတယ်တဏှာနုတ္တယမူလကေနတဏှာကအရင်ခံဖြစ်တယ်ဟောသင်္ခါရေနဇနိယမာနကံတရားကဖန်တီးသူပဲအဲ့တော့ပြောရမယ်ဆိုရင်အဝိဇ္ဇာကမျက်စိလှဲ့သူတဏှာကတဏှာကဘာလို့တော့သွေးဆောင်ဖြားယောင်းသူသင်္ခါရကတွန်းပို့လိုက်သူဒီသုံးခုပဲအဲ့ဒါနဲ့ဘဝတစ်ခုရောက်သွားတာနောက်ဘဝလည်းဒီတိုင်းသွားအောင်မှာပဲနော်တေဂဏိမှာအာယုန်နမိတ်တွေပေါ်လာလို့ရှိရင်အဝိဇ္ဇာကြောင့်အမှန်မသိတာဖြစ်လာတယ်မကောင်းတာကိုကောင်းထင်လာလိမ့်မယ်ကောင်းထင်လာလိုက်တဲ့အချိန်လေးမှာသဘောကျသွားတာတဏှာသဘောကျတဲ့စီကိုတွန်းပို့လိုက်တာကြတော့သင်္ခါရဆိုတဲ့ကံတရားလို့သုံးခုပေါင်းဆက်ပြီးတော့ဘဝတစ်ခုကိုဖန်တီးကြတာသို့တော့အဲ့ဒီမဲ့သွေးဆောင်ဖြားယောင်းတဲ့တဏှာဟာဒီနေရာမှာအဓိကထားပြီးတော့သူကကံတရားအလုံးလုံးလို့ရအောင်ဖြားယောင်းခေါ်လာတာဖြစ်လို့သူ့ကိုပဲခေါင်းတက်ပြီးတော့ပြောတာတရားနော်တကယ်ကတော့တခုတည်းတော့မဟုတ်ဘူးအဲ့ဒါလို့နားလည်ရမယ်ဘောနဘဝိကဘဝသိကို ဖြစ်စေတယ်ဘဝသိရဲ့အခြေအနေကိုတွေ့တာလိုက်တာသူပဲဒါကြောင့်မို့ဘဝသိကိုဖြစ်စေတယ်လို့ဒီလိုသုံးတာအဲ့တော့တစ်ဘက်ကစဉ်းစားရင်တဏှာကဘဝသိဖြစ်စေတာဟုတ်ကဲ့လားကံကမှဖြစ်စေတာမဟုတ်လားလို့တချို့ဒီလိုတွေးကောင်းတွေးလိမ့်မယ်ကံဆိုတာမှန်တယ်အဝိတဏှာကနေပြီးတော့တွေ့တာထားတဲ့အပေါ်သာကံကပို့လို့ရတာဟောတဏှာမရှိတဲ့နေရာမှာ तू မပို့နိုင်တော့ဘူးကံရှိနေပြီပဲလို့ तू ပို့လို့မရဥပမာယဟန္တာဆိုတော့ကံတော့ရှိနေပဲ तू မှာ तू လုပ်တဲ့ကံနေရှိတယ်ဒါပေမဲ့တဏှာနဲ့ဝိဇ္ဇာမရှိလို့ तू ပို့လို့မရတော့တဏှာတတကဒီကံတတကမလုံနိုင်ဘူးလို့ပြောတာကံမရှိတာမဟုတ်ဘူးလေကံနေကုံသွားတယ်ဆိုတာအကျိုးမပေးတာကိုပြောတာလုတ်ပြီးသားကံနေကုံသွားတာလို့ဒီလိုပြောတာမဟုတ်ဘူးကိလေသာနေတော့တွေကမ္မနေတော့ကိလေသာငြိမ်းသွားလို့ကံငြိမ်းသွားတယ်လို့ပြောတာလုတ်ပြီးသားဟာမလုတ်သေးဘူးလို့ပြောလို့ရမှာမရတာမနေ့ကလုတ်ခဲ့တာဒီနေ့ပြင်လို့ရရလားမရဘူးစာရေးထားတာဖြတ်ပြင်ရင်ပြင်လို့ရမှာပေါ့ဖြစ်ပြီးပြတ်သွားတဲ့အရာတခုကိုပြန်လုပ်လို့ပဲရမှာတော့ဒါကြောင့်မလို့ကံတစ်ခုလှုပ်တာလှုပ်ပြီးသွားပြီဆိုရင်မလှုပ်ရသေးဘူးလို့ပြောလို့မရတော့ဘူးသူကလှုပ်ပြီးဖြစ်သွားပြီလေပြင်လို့ရလားဆိုရမရအောင်သူ့ကိုပြင်တာမဟုတ်ဘူးပြင်တာကနောက်လာမယ့်ဟာကိုပြင်တာသူကပြင်လို့မရတော့ဘူးလေပြီးသွားပြီဘာသွားပြင်မှာရှိမှမရှိတော့ဘူးဖြစ်ပြီးချုပ်သွားတာပြင်လို့မရတော့ပြင်လို့ရတာနောက်ထပ်ဒါမျိုးမဖြစ်အောင်လှုပ်တာပဲရှိတယ်ပေါ့နော်အဟုတုကံနေဆိုပြင်လို့ရတာမှမဟုတ်တာလွတ်အောင်လုပ်လို့တော့ရတယ်ပြင်လို့ရတာမဟုတ်လွတ်အောင်လုပ်လို့တော့ရလွတ်အောင်လုပ်တာကောင်းတာတွေများများလုပ်ရင် chance မရှိအောင်ကံတရားတွေ chance မရှိအောင်အကုသိုလ်ကံတွေ chance မရအောင်ကုသိုလ်ကံတွေများများလုပ်တယ်သူလက်လန်းမမိအောင်သူ့ကို isolated လုပ်ထားတယ်ထိန်းချုပ်ထားတယ်ဒါဆိုရင်သူအကျိုးပေးလို့မရတော့ဘူးလေဒီလိုသာဆိုတာဒါကြောင့်မို့ဖျားဖြစ်သွားတဲ့နောက်တော့ကံကလိုက်သေးတာမဟုတ်လားရှင်မောကလန်တို့ယဟန္တာဖြစ်ပြီးကိလေသာတွေကုန်သွားတဲ့နောက်တော့အတိတ်ဘဝသူလုပ်ခဲ့တဲ့ကံကလိုက်လာပြီးတော့နောက်ဆုံးမှာဒုသခံရတဲ့အနေအထားမျိုးရောက်သွားတာလေဒါအတိတ်ကလုပ်ခဲ့တဲ့ကံအတိတ်ကံမဖြစ်တော့တာပြောတာကိလေသာမပါသည့်အတွက်ကြောင့်ကံမဖြစ်တော့ဘူးလို့ဆိုလို့
ကံမဖြစ်ဘူးဆိုတာတောင်မှပဲကရိယာဟာတကယ်ကတော့ကိလေသာမရှိလို့အကျိုးမပေးတဲ့ကံမျိုးကိုကရိယာလို့ပြောလိုက်တာပဲကုသိုလ်စိတ်ကိုကရိယာလို့ပြောတာ action ပဲရှိတယ်အကျိုးထုတ်လို့နိုင်သွားမရှိဘူးဒါကြောင့်မို့ယန္တန်သာနာဖြစ်တဲ့ကုသိုလ်ကိုကရိယာလို့ခေါ်တာဒီအဓိပ္ပာယ်မျိုးမှတ်ဖို့လိုတာပေါ့နော်ဒါကြောင့်မို့ဒီမှာပောနုဘဝိကာလို့ဆိုတဲ့နေရာမှာဒီမှာတဏှာကိုအဓိကထားပြီးတော့ပြောလိုက်တယ်တဖန်ဘဝတိကိုဖြစ်စေတယ်နန္ဒီရာဂသဟကတာနန္ဒီဆိုတာနှစ်သက်တာရာဂဆိုတာတွေ့တာဆွဲမဲ့တာနှစ်သက်မှုဆွဲမဲ့မှုနဲ့အတူတူဖြစ်တယ်နှစ်သက်တယ်ဆိုတဲ့သဘောတွေဆွဲမဲ့တယ်ဆိုတဲ့သဘောတွေတဏှာထဲမှာပါဝင်ဒါ aspect လို့ခေါ်တယ်ဒါကြတော့ aspect ဆိုတာတဏှာကြတော့သူကဆာလောင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးတာလောဘကြတော့လိုချင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးတာရာဂဆိုတာကြတော့ဆွဲမဲ့တယ်ဆိုတဲ့အယောင်ဆိုးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးတာနန္ဒီဆိုတာနှစ်သက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးတာသူ့ရဲ့တွင်မြင်လက္ခဏာတွေကတစ်ခုတည်းမဟုတ်ဘူးလေရှုထောင့်တစ်ခုစီကနေခေါ်ထားတာတစ်ဖက်ကကြည့်ရင်တစ်မျိုးမြင်ရမယ်တစ်ဖက်ကကြည့်ရင်တစ်မျိုးမြင်ရမယ်တစ်ဖက်ကကြည့်ရင်တစ်မျိုးလူတောင်မှနောက်ကကြည့်ရင်တစ်မျိုးလေဘေးကကြည့်ရင်တစ်မျိုးရှေ့တဲ့ကကြည့်ရင်တစ်မျိုးတူမတူတာနောက်ကကြည့်ပြီးတော့ရင်ပြောလို့မရဘူးရှေ့ကကြည့်ပြောလို့လည်းမရဘူးတစ်ခုနဲ့တစ်ခုရှုထောင့်ချင်းမတူဘူးလို့ဆိုလို့သဘာဝတရားတွေမှာလည်းအဲ့လိုရှုထောင့်လေးတွေရှိတယ်ပေါ့အဲ့ဒီရှုထောင့်လေးတွေနဲ့ပြောတာလို့ဒါအဓိပ္ပာယ်တစ်မျိုးဒီလိုမှတ်တဲ့နေပေါ့နော်သို့တော့တက္ကရာတွေမှာဖွင့်လာတော့နန္ဒီရာဂဖြစ်သောနန္ဒီရာဂဆိုတာလဲတဏှာကိုခေါ်တာပဲနန္ဒီဆိုတာလဲတဏှာကိုခေါ်တာပဲရာဂဆိုတာလဲတဏှာကိုခေါ်တာနန္ဒီရာဂနဲ့ရှင်သောအတူတကွဖြစ်သောလို့မသုံးတော့ပဲနဲ့နန္ဒီရာဂဖြစ်သောလို့ဒီလိုလဲပေးတယ်အခုဒီမဟာဝဲကမဟာသတိပဋ္ဌာန်သုတ်ကိုဖွင့်တဲ့အထက်ကရာကြတော့နန္ဒီရာဂေနတတ္တိအထတောဧကတ္တမေဝကတာဆိုနန္ဒီရာဂနဲ့တထပ်ထီးကြသောလို့ဆိုတဲ့အဓိပ္ပာယ်ဖွင့်တာတဏှာဟာနန္ဒီရာဂနဲ့နန္ဒီဆိုတာနဲ့ရာဂဆိုတာနဲ့တထပ်ထီးကြသောအဲ့ဒီမှာနန္ဒီရောရာဂရောနှစ်ခုတွဲလိုက်တဲ့အခါမှာပို့ပြီးတော့ပြင်းထန်တဲ့တဏှာဆိုတဲ့အဓိပ္ပာယ်ကိုလည်းဖော်ဆောင်တယ်အဓိပ္ပာယ်ဒီစကားလုံးနှလုံးကိုထပ်သုံးလို့ရှိရင်ပြင်းထန်သောဆိုတဲ့အဓိပ္ပာယ်ရပြန်တယ်ပေါ့အဲ့တော့နန္ဒီရာဂသဟကတာခုဒီမှာတော့အဓိပ္ပာယ်တစ်ခုနဲ့ပေးလိုက်ပြန်လိုက်တယ်နှစ်သက်ခြင်းဆွဲမဲ့ခြင်းနဲ့အတူတကွဖြစ်သောဆွဲမဲ့တဲ့သဘောတရားတွေပါရှိသောဒီလိုအဓိပ္ပာယ်တတ္တရဘိနန္ဒီနီတတ္တရဆိုထိုအာယုံထိုဘဝထိုလို့ရင်သုံးတာသူကနော်ဗမာစကားလည်းပြောတာပဲဟိုတီတီရှောက်သွားနေတယ်ဘယ်မှလည်းမသိဘူးဟိုတီတီနော်အဲ့မှာဒီမှာလည်းပဲထိုဆိုဒီမှာထိုအာယုံထိုဘုံဘဝထိုအာယုံထိုဘုံဘဝတို့ကိုအလွန်ပဲနှစ်သက်တတ်သောဟုတ်တယ်ဘယ်ရောက်ပြောတယ်မပြောမှတော့စိတ်မပူနဲ့ဘယ်တော်ဝါမြို့ဖြစ်ပြောနေမှာပဲသူပြင်းတယ်လို့တော့ရှိမှာမဟုတ်ဘူးနော်လူတွေဖြစ်ရင်ကောင်းမှာပဲလို့ဆိုတိရစ္ဆာန်များတော့မေးကြည့်ပါလားပြောရလားလို့ဆိုပြောမှာပဲ50ထဲမှာဇာလန်းလေးတစ်ခုပါတယ်ဥပရိဒေဝိစာဘုရင်ကြီးကသူ့မိဖုရားဆွမ်းပက်ပြီးတော့အလောင်းကိုမချရက်ဘူးဆေးစိမ်ပြီးနန်းတော်ထဲမှာထားတာဒီတိုင်းမစားရမတော့ရအဲ့ဒီနာမှာဘုရင်ကြီးကတောကတွေဖြစ်နေလို့ဘုရားလောင်းရဲ့သိကြီးကနေလာပြီးဒီဘုရင်ကြီး
ဘာမှလည်းတိုင်းရေးပြည်အလုပ်တွေမလုပ်တော့ဘဲနဲ့ဒီလိုဖြစ်နေတာဆေးကုဖို့ရမလွယ်ဘူး psychiatric တို့လည်းမတတ်နိုင်ဘူးအဲ့ဒီအချိန်မှာနော်လာကုလို့မရလို့ဘုရားလောင်းရသေးကြီးနဲ့ဂျုံတဲ့အခါမှာအမတ်ကြီးတွေကနေပင့်ပြီးတော့ပြောတော့ဘုရားလောင်းရသေးကကြည့်လိုက်တယ်သူကအဘိညာဉ်တကိုးရှိတော့ကြည့်တော့ဒီဥပရိဒေဝီဆမီဘုရားဘယ်ရောက်နေတော့ဆိုဘုရင်ဥရှင်ထဲမှာနောက်ချီဘိုးတို့မှဖြစ်နေနောက်ချီဘိုးတို့မှဖြစ်ပြီးတော့နောက်ချီဘိုးတို့နဲ့တွဲနေတယ်နောက်ချီဘိုးတို့အဖို့နဲ့တွဲနေသူကပြောနေတာသူကသူအဲ့ဒီမှာဘုရင်ကြီးကိုတရားချတဲ့အခါမှာပြောတယ်ဒီသူဟာဘဝပြောင်းသွားပြီဘဝပြောင်းသွားတာနောက်ချီဘိုးတို့ဖြစ်တယ်ဆိုဘုရင်ကြီးကမယုံရင်ခေါ်ပြမယ်ဆိုပြီးတော့ခေါ်ပြစကားပြောခိုင်းတော့လူဘာသာစကားနဲ့ပြောရတယ်သူတခါကြောင်ကတောင်မှရန်အောင်လို့အော်တာရှိသေးတယ်ရမရွှေကျဲအဘက်မှာကြားလိုက်သေးတယ်လေအဲ့ဒီမှာဒီရသေးကြီးကသူ့တကိုးနဲ့စကားပြောအောင်လုပ်တော့ပြောတယ်နေဘယ်ဘဝလာတာတုံးဆိုမိဖုရားကြီးဘဝလာတယ်ဘာလို့တော့ချီဖို့လို့ဖြစ်တာသူ့ကိုယ်သူအလှပြင်ပြီးတော့ဘာကုသိုလ်မှမလုပ်လို့တော့ချီဖို့လို့ဖြစ်သွားဒါဖြင့်နန်းတော်ပြန်ကျင်သေးလားမပြန်ကျင်ဘူးတဲ့ပျော်ပုံပြောတာပါနော်ပြန်ကျင်ဘူးတဲ့ဒီဘဝမှာပျော်တယ်တဲ့အဲ့တော့ပျော်လို့ရှင်ဒါဖြင့်ဘုရင်ကြီးပေါ်တာယာစိန်ရှိသေးလားလဲဆိုမရှိဘူးတဲ့ဘာလို့ချင်တော့ဆိုဘုရင်ကြီးရဲ့လေချောင်းသွေးနဲ့သူ့နောက်ချီဘိုးတို့ဖို့ရဲ့ခြေထောက်ကိုဆေးကျင်တယ်ပြောလိုက်ပုံကတော့အဲ့ဒီကြတော့မှဘုရင်ကြီးကပြတ်သွားတယ်စဉ်းစားတာကြည့်တော့နော်စဉ်းစားတာကြည့်တော့ခုခေတ်အဲ့လိုငိုးနေတဲ့လူတွေအဲ့ဒါမျိုးဟောပေးရမှာအဲ့ဒါမျိုးဟောပေးရမှာသူ့ဘဝနဲ့သူပြောနေပြီမရဘူးအဲ့ဒါကိုပြောတာတတ္တရဘိနန္ဒီနီထို့အာယုံထို့ဘုံဘဝမှာပဲအလွန်နှစ်ချိုက်ပျော်မွေ့နေသောအလွန်နဲ့ပျော်မွေ့စေတတ်သောယာယံတနာအကျဉ်တနာသည်အတ္တိရှိ၏တေတိတံထိုတနာဆိုတာဘာလဲဘာတွေလဲကာမတနာလိုချင်စရာအာယုန်တွေကိုလိုချင်တဲ့တနာဆိုတော့မျက်စိကမြင်တဲ့အာယုန်နားကကြားတဲ့အာယုန်ဒီလိုချင်စရာအာယုန်တွေကိုလိုချင်တဲ့တဏှာကိုကာမတဏှာလို့ခေါ်တယ်ဘဝတဏှာဘဝ၏သာဝရရှိတည်မြဲမှုကိုလိုချင်တဲ့တဏှာဘဝဆိုတာ becoming သာဝရဖြစ်နေတာဘဝသာဝရဖြစ်နေတဲ့ဘဝဟိုဘဝဒီဘဝမြဲတဲ့ဘဝဘာနဲ့တွဲနေတာတော့ဆိုတတ္တဒိဋ္ဌိဆိုတဲ့အယူနဲ့တွဲနေတာသာဝရတည်မြဲတဲ့ဘဝမျိုးပေါ်မှာတွဲတာတတ္တဒိဋ္ဌိနဲ့ရှင်တွဲနေတဲ့အယူဆလို့ဆိုလို့တယ်သူကအဲ့ဒါကိုဘဝတဏဝိဘဝတဏသာဝရဘဝပြတ်ဆဲမှုကိုလိုလားသောတဏဒီဝိဘဝတဏဆိုတာဘဝကြီးပြတ်ဆဲသွားတယ်ဒီဘဝပဲရှိတယ်နောက်ဘဝကျရင်လုံးဝပြတ်ဆဲသွားတယ်အဲ့ပြတ်ဆဲမှုပေါ်မှာတွေ့တာမှုတဲ့တဏတွေ့တာမှုဒီတဏမျိုးဆိုလို့ဘဝတဏကသတ္တရဒိဋ္ဌိနဲ့တွဲနေတဲ့တွေ့တာမှုဝိဘဝတဏဥစ္စေရာဒိဋ္ဌိနဲ့တွဲနေတဲ့တွေ့တာမှု materialism လို့ဆိုတဲ့ရုပ်ဝါဒနဲ့ပတ်သက်လာရုပ်ဆိုတာပျက်စီးသွားရင်လူရဲ့ခန္ဓာကိုယ် body ကြီးကပျက်စီးသွားရင်မိဖို့ရတာဟုတ်မိရှုပစ်တာအဲ့တော့သိရင်ပြီးတာပဲလို့ဆိုတဲ့ဝိဘဝဝိဆိုတာဟိုကင်းကွာသွားတာဘဝကဘဝတစ်ခုကင်းကွာသွားတယ်ဘယ်တော့မှပြန်ဘဝဆိုတာမဖြစ်လားအဲ့ဒါကိုကြိုက်တဲ့လူမျိုးကလည်းရှိသေးတယ်
နိဗ္ဗာန်နဲ့သွားမရောနဲ့နော်သူကဒီနိဗ္ဗာန်ဆိုတာတရားအထုတ်ပြီးတော့ဒီဘဝတွေကိုခန္ဓာတွေကိုချုပ်အောင်ဤစနစ်အရာတကယ်ကိုတွေ့တာမှုကင်းပြတ်အောင်တရားကျင့်ပြီးတော့အမှန်သိပြီးတော့အကြောင်းတရားချုပ်အောင်လုပ်တာမှာခုကအကြောင်းတရားချုပ်တာမဟုတ်ဘူးတက်တက်ဘဝပြတ်တယ်လို့တွေးတာအတွေးအမြင်တက်တက်ပဲဖြစ်တယ်ဘဝတဏှာပဲဖြစ်ဖြစ်ဝိဘဝတဏှာပဲဖြစ်ဖြစ်အတ္တဒိဋ္ဌိလက်ခံထားတဲ့ပုဂ္ဂိုလ်တွေအတွက်ဖြစ်တာအတ္တရှိတယ်ငါရှိတယ်ဆိုတဲ့ပုံမှာဒီတတ္တတနဲ့ဥစ္စေတာအယူနှစ်ခုအဝင်တာငါရှိတယ်လို့မယူတဲ့ပုဂ္ဂိုလ်ဖို့မှာဒါမဝင်လာဘူးဒီတတ္တရဒိဋ္ဌိဥစ္စေတာဒိဋ္ဌိလွတ်အောင်ကတော့အကြောင်းရှိရင်ဖြစ်နေမှာပဲသင်္ခါရဆိုတာအကြောင်းရှိရင်ဖြစ်မှာပဲအကြောင်းချုပ်ရင်ချုပ်သွားမှာပဲဒီလိုပဲမြင်ရသူအဲ့လိုမြင်မှတတ္တရဒိဋ္ဌိဥစ္စေတာဒိဋ္ဌိလွတ်တယ်အဲ့တော့ဒီဘဝတဏဆိုတာတတ္တရဒိဋ္ဌိနဲ့တွဲလာတယ်ထာဝရရှင်သန်နေခြင်းနဲ့အတွေ့ဝိဘဝတဏဆိုတာထာဝရရက်ဆဲသွားတဲ့အတွေ့ဘဝကိုမလိုချင်လို့ထာဝရရက်ဆဲသွားတဲ့အတွေ့သူကဒါကြောင့်မလို့မိစ္ဆာအယူဝါဒထဲမှာတဲ့ပြောမယ်ဆိုရင်ဥစ္စေရအယူဝါဒရှိတဲ့လူကတော့မြန်မြန်နိဗ္ဗာန်ရနိုင်သေးတယ်တတ္တရအယူရှိတဲ့လူကတော့အဲ့ဒါအပြော့ဆွဲတော်နဲ့မကျွတ်ဘူးလို့ဆိုလို့သူဖြစ်ချင်တာနော်ဥစ္စေရဒိဋ္ဌိကအတ္တရှိတယ်လို့ယူလို့သာမိစ္ဆာဒိဋ္ဌိဖြစ်သွားတာအကြောင်းချုပ်လို့အကျိုးချုပ်သွားတယ်လို့ယူမယ်ဆိုရင်ဒါနိဗ္ဗာန်ဖြစ်သွားတယ်ဒီလိုဆိုထားတာရှိအင်္ဂုတ္တပါဠိတော်မှာဒီဟာဟောထားတာရှိတယ်မြတ်စွာဘုရားအဲ့တော့ကျန်ကျန်ဖမှန်တချို့ကလေစာအုပ်တွေဖတ်တဲ့အခါမှာတတိထားကာမတဏဘဝတဏဝိဘဝတဏဝိဘဝဆိုတာကိုသူကဒီပြနေရာမှာဝိဘဝဆိုတာစီးစိမ်ဥစ္စာလို့အဓိပ္ပာယ်ပြန်တာရှိတယ်ဝိဘဝဆိုအဲ့ဒါလေးတွေ့ဘူးထားတဲ့အခါကျတော့ဝိဘဝတဏစီးစိမ်ဥစ္စာတွေကိုမမောတဲ့တဏလို့ဆိုပြီးတော့အဲ့လိုဘာသာပြန်တဲ့စာအုပ်ရှိသေးတယ်နော်အလွဲအမှားဘာသာပြန်တာမျိုးအဟုတ်မမှတ်လေနဲ့အဟုတ်မှတ်ရင်စီပင်အမိုက်ပုံးဖြစ်မယ်ကိုယ့်ရဲ့ခေါင်းကြီးမမှန်ကန်တာတွေထည့်ထားလို့ရှင်တော့မမှန်တာတွေထည့်ပြီးရင်တော့အမိုက်ဖြစ်မှာပဲပေါ့ဒါပေါ့မဟုတ်တဲ့အတွေ့တွေရောက်ကုန်တတ်တယ်အဲ့လိုပြန်ထားတဲ့စာအုပ်တွေကြံ့ကြံ့မှန်တွေ့ရသေးတယ်နော်ဝိဘဝဆိုတာဟုတ်တယ်တချို့နေရာမှာဝိဘဝဆိုတာစီးစိမ်ဥစ္စာလို့ခေါ်တာရှိတယ်သူနေရာနဲ့သူယူရတယ်ဒီကာမတဏဘဝတဏဝိဘဝတဏမှာဝိဘဝစီးစိမ်ဥစ္စာကိုဟောတာမဟုတ်ဘူးဝိဆိုတာကင်းသွားတဲ့ဘဝပြတ်ဘဝကင်းပြတ်သွားတဲ့ဘဝလို့ဆိုလို့ကဲနောက်တစ်ခုကိုသွားမယ်သာခောပဏိတာဘိက္ခွေတဏကထဥပ္ပစ္စမာနဥပ္ပစ္စတိအချောင်းပိုက်ကထနိဝိတမာနာနိဝိတတိယံလောကေပိယရူပံတတရူပံဣထေတာတဏဥပ္ပစ္စမာနဥပ္ပစ္စတိဣထနိဝိတမာနာနိဝိတတိတာဧတာတဏခောပနာအပို့ထားလိုက်ဘိက္ခွေယံတို့တာဧတာထိုတဏသည်ကထအဘယ်အာယုံမှာဥပ္ပစ္စမာနဖြစ်လာသည်ဖြစ်၍ဥပ္ပစ္စတိဖြစ်သည်။ဥပ္ပစ္စမာနဖြစ်လာတဲ့အခါမှာကထဘယ်အာယုံမှာဥပ္ပစ္စတိဖြစ်တယ်။နိဝိတမာနတည်ရှိနေတဲ့အခါမှာကထဘယ်အာယုံမှာနိဝိတတိတည်ရှိနေတယ်လေ။မိကုံးလေးထုတ်တာနော်။အကြိမ်ကြိမ်ထပ်ထပ်ဖြစ်နေတာကိုတည်ရှိတယ်လို့ပြောတာ။ဟိုတခါဖြစ်ပြီးတော့ရက်နေတာဒီလိုပြောတာမဟုတ်ဘူးဖြစ်တည်ပြက်ကတော့အစဉ်တိုင်းပဲနော်ဖြစ်ပြီးပြက်တယ်နောက်ထပ်ထပ်ဖြစ်တာကိုနိဝိတတိလို့သုံးတာဥပ္ပစ္စမာနာဖြစ်လာတဲ့အခါမှာကထဘယ်အာယုံမှာဥပ္ပစ္စတိဖြစ်တယ်လေနိဝိတမာနာ
အကျဉ်းချင်းထပ်ထပ်တည်ရှိနေနော်အကျဉ်းချင်းထပ်ထပ်ဖြစ်ပြီးတော့တည်တာကိုပြောတာနိဝိတမာနတည်ရှိနေသည်ရှိသောကထအဘဲအာယုံမှာနိဝိတတိတည်ရှိနေတယ်လေမေကုံလေးထုတ်တာအဲ့တော့ဒီတဏှာဟာဘယ်မှာဖြစ်ပြီးတော့ဘယ်မှာတည်နေတာလဲလို့မေးတာဖြစ်တဲ့အခါဘယ်မှာဖြစ်တယ်တည်တဲ့အခါဘယ်မှာတည်တယ်လဲဒီမေကုံယံလောကေပိယရူပံတတ္တရူပံဣထေတာတဏှာဥပ္ပစ္စမာနဥပ္ပစ္စတိဣထနိဝိတမာနဥပ္ပစ္စတိလောကေလောက၌ပိယရူပံချစ်အပ်သောသဘောရှိသောတတ္တရူပံတာယာဝယ်သဘောရှိသောလောကေလောက၌ပိယရူပံချစ်အပ်သောသဘောရှိသောတတ္တရူပံတာယာအပ်သောသဘောရှိသောယံအကျင့်အာယုန်သည်အဋ္ဌိရှိ၏ဣထေတာတဏှာဥပ္ပစ္စမာနဥပ္ပစ္စတိဣထဤပိယရူပတတ္တရူပဆိုတဲ့အာယုန်မှာချစ်အပ်တာယာအပ်တဲ့အာယုန်မျိုးမှာဥပ္ပစ္စမာနဧတတဏဤတဏသည်ဥပ္ပစ္စမာနဖြစ်လာသောအခါမှာဥပ္ပစ္စတိဖြစ်တယ်ဣထဤချစ်အပ်တာယာအပ်သောအာယုန်မှာနိဝိတမာနတည်ရှိနေတဲ့အခါနိဝိတတိတည်ရှိနေတယ်ဖြစ်လာရင်ဒီမှာဖြစ်တယ်တည်နေရင်လည်းဒီမှာဖြစ်တယ်ဒါရှင်းရှင်းလေးပဲလေနှစ်သက်စရာကောင်းတဲ့အာယုန်ပေါ်မှာတဏှာဖြစ်တာပေါ့ပိယယုတ်တတယုတ်လို့ဆိုတာပိယရူပတတရူပဆိုတာချစ်နဲ့အပ်သောသဘောရှိတယ်ကိုယ်စိတ်ထဲမှာကျင့်တတ်စရာအာယုန်တွေကိုဒီလိုဆိုလိုတာပိယရူပတတရူပဆိုတာကျင့်တတ်စရာအာယုန်တွေအဲ့ဒါတွေကဘာတွေတုံးဆိုတော့ကထုတ်ပြလိမ့်မယ်စာထဲမှာတစ်ခါတော့ရေးတယ်ပိယယုတ်တတယုတ်ဆိုတာဟိုယုတ်လို့သွားအောင်းမေ့မနေနဲ့ပိယရူပတတရူပဆိုတာရူပဆိုတာဒီနေရာမှာသဘာဝလို့ဆိုလို့နော်ပိယရူပချစ်နှစ်သက်သောသဘောရှိတယ်တာတရူပတာယာဝယ်သဘောရှိတယ်သဘောရှိတယ်ဆိုချစ်မြတ်နိုးဝယ်ကောင်းတယ်တာယာဝယ်ကောင်းတယ်လို့ဒီလိုဆိုလိုတာတာယာဝယ်ကောင်းတဲ့အာယုအဲ့တော့တဏှာဆိုတာဖြစ်လို့ရှိရင်တော့ကောင်းတဲ့အာယုပေါ်မှာဖြစ်တယ်ကိုကြိုက်တဲ့အာယုပေါ့နော်အကောင်းဆိုတာခုနကလိုတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်အဲ့တော့ဒါတဏှာဖြစ်တာဟာနှစ်သက်စရာကောင်းတဲ့အာယုတစ်ခုပေါ်မှာဖြစ်တယ်တည်ရှိနေတယ်ဒါဖြင့်ပိယရူပတတ္တရူပဆိုတာဘာခေါ်တာတော့ဆိုလောကေလောက၌ပိယရူပံရှင်းရသောသဘောရှိသောအာယုဆိုသည်မှာတတ္တရူပံတာယာဝယ်သဘောရှိတဲ့အာယုဆိုသည်မှာကိစ္စအဘယ်ဟာလဲလောကေလောက၌စက္ခုမျက်လုံးသည်လို့ပဲဝါဟာရနဲ့ပေးလိုက်တာနော်စက္ခုပတာရပေါ့သူရတဲ့မျက်လုံးပဲပေါ့မျက်လုံးသည်ဆိုတဲ့နေရာမှာပရမတ္ထစိုက်တိအောင်ပြောတဲ့အခါမှာတတ္တံပါရနဲ့တွဲပြောတဲ့စကားလုံးတစ်ခုပဲတတ္တံပါရဆိုတာအချမ်းရံနဲ့တွဲပြောတာဒီနေရာစက္ခုပတာရရုပ်ကိုကောက်လို့ရှိရင်တော့အဲ့ဒီမျက်လုံးကြီးထဲမှာရှိတဲ့အကြည်ဓာတ်ကလေးပဲကောက်မှန်လေးထဲမှာအရိပ်ထင်တဲ့နေရာလေးပဲကောက်ရုပ်ကအဲ့ဒီမှာရှိတယ်ဒီလိုဆိုလိုတယ်နော်စက္ခုမျက်လုံးသည်လောကေလောက၌ပိယရူပံချစ်အပ်သောသဘောရှိ၏တတ္တရူပံတာယာဝယ်သဘောရှိ၏လူတိုင်းဟာမျက်လုံးကိုစုံမဲ့ကြတယ်ဣထဤမျက်လုံး၌ဧတတဏဤတဏသည်ဥပ္ပစ္စမာနဖြစ်လာသောအခါမှာဥပ္ပစ္စတိဖြစ်၏နိဝိတမာနဣထဤမျက်လုံး၌နိဝိတမာနတည်နေသောအခါမှာနိဝိတတိတည်နေဖြစ်တဲ့အခါမှာလည်းအဲ့ဒီမျက်လုံးပေါ်မှာဖြစ်တယ်တည်ရှိတဲ့အခါမှာလည်းအဲ့ဒီမျက်လုံးပေါ်မှာတည်ရှိတယ်နှစ်သက်စရာကောင်းတဲ့မျက်လုံးပေါ်မှာတဏှာဖြစ်တယ်လို့ဒီလိုဆိုလို့နော်လို့ဆိုလို့
အဲ့တိုင်းပဲနောက်ဟာလေးတွေကိုချုံးပြီးတော့ပြောမယ်ဒီတိုင်းပဲတော့ဒီတပုတ်ရလို့ရှင်နော်ထိုနည်း၎င်းထိုနည်း၎င်းပဲကျန်တာတွေအဲ့ဒီတိုင်းပဲမှတ်တာသောတံလောကေလောက၌သောတံနာသည်လောကေလောက၌ခန္ဓာနှာခေါင်းသည်လောကေလောက၌ဇီဝလျာသည်လောကေလောက၌ကာယောကာယသည်လောကေလောက၌မနောစိတ်သည်ပိယရူပံချစ်အပ်သောသဘောရှိ၏တာတရူပံတာယာဝေသဘောရှိ၏တချောင်းပိုက်ဣထေတာတဏဥပ္ပစ္စမာနဥပ္ပစ္စတိဣတာတဏဣတနာသည်ဣထဣမနလို့ဆိုတဲ့နှစ်သက်ဖွယ်အာယုံမှာဥပ္ပစ္စမာနဖြစ်လာသောအခါမှာဣတာတဏဣတနာသည်ဣထဣမနလို့ဆိုတဲ့နှစ်သက်ဖွယ်အာယုံမှာဥပ္ပစ္စတိဖြစ်လာ၏နိဝိတမာနတည်ရှိနေသောအခါမှာလဲဣထဤနှစ်သက်ဖွယ်ကောင်းတဲ့မနဆိုတဲ့အာယုံမှာနိဝိတတိတည်နေ၏လို့ဒီလိုဆိုလိုတယ်နော်ဖြစ်ရင်အဲ့ဒီမှာဖြစ်တယ်ဒါကမျက်လုံးပေါ်မှာตาရလို့ရှိရင်မျက်လုံးမှာတဏှာဖြစ်တယ်လို့ပြောတာပေါ့နားကိုตาရရင်နှာခေါင်းကိုตาရရင်လျှာကိုตาရရင်ကိုယ်ကိုตาရရင်မနကိုตาရရင်အဲ့ဒီပေါ်မှာတဏှာဖြစ်တယ်လို့ပြောတာပေါ့အဲ့တဏှာဆိုတာဘယ်မှာပဲတီးနေတာတော့ဆိုအဲ့မျက်လုံးမျက်စိနာနာလျှာကာယမနမှာတီးနေတယ်လို့အစ္ဆတိကာယရဏ6ပါးကိုပြောတာကဲတခါဘာကြီးတာဒီပြဟာတွေရောအကုန်ပြောမလို့ဒါအစ္ဆတိကာယရဏ6ပါးကိုပြောတာနောက်ဟာကျတော့လောကေလောက၌ရူပအဆင့်အာယုန်တို့သည်တတ္တာအတန်တို့သည်ခန္ဓာအနတ်တို့သည်ရတ္တအယတာတို့သည်ဖွတ်တဘာအထိအတွေ့တို့သည်ဓမ္မစိတ်ဖြင့်သာသိနိုင်သောအာယုန်တို့သည်စိတ်ဖြင့်ဆိုမနနဲ့သိရသောအာယုန်သည်စိတ်တွင်ပေါ်လင်လာသောအာယုန်တို့သည်ဉာဏ်တွေလည်းစိတ်နဲ့ပဲသိရတာသိရပေမဲ့organ တွေပါသေးတယ်ဒါကြတော့ organ မပါလားလို့ပြောတယ်စိတ်သက်ဖြင့်သာသိရတဲ့အာယုန်ဓမ္မကြံတွေးတဲ့အာယုန်တို့သည်ဒါလိုပဲပေးတာပေါ့ပိယရူပံနှစ်သက်ဖွယ်ကောင်းသောနှစ်သက်ဖွယ်ချစ်အပ်သောသဘောရှိ၏တာတရူပံတာယာဖွယ်ကောင်းသောသဘောရှိ၏ဣထေတာတဏဥပ္ပစ္စမာနဥပ္ပစ္စတိဣထာနိဝိတမာနနိဝိတတိဖြစ်လာတဲ့အခါမှာအဲ့ဒီအာယုံ6ပါးမှာတဏှာဖြစ်တယ်တည်ရှိလာတဲ့အခါမှာအဲ့ဒီအာယုံ6ပါးမှာပဲတဏှာဖြစ်တဏှာတည်ရှိတယ်ဒီအိပဲဒါရင်လားဆိုမကောက်ဘူးလောင်းမဲ့တဏှာဖြစ်เสียတွေကမကုန်သေးဘူးမျက်စိနဲ့အဆင်းဆုံးတယ်မျက်စိကိုလည်းသဘောကျတယ်အဆင်းကိုလည်းသဘောကျတယ်နောက်ထပ်သဘောကျမှာဘာတုံးဆိုမြင်သိစိတ်ကလေးကိုလည်းသဘောကျအောင်မယ်အဲ့တော့တခုစီပဲမှတ်ပေတော့เนาะပိယယုတ်တတယုတ်တွေကိုတွက်ပြနေတာကွာတာရတဲ့သဘောရှိတာတွေဘာတွေတုံးဆိုဆဆက်ကတုတ်တို့မှလည်းဒါတွေရှုဖို့ဟောတာပဲစက္ခုဝိညာဏံမျက်စိ၌ဖြစ်သောမြင်သိစိတ်သည်သူ့ရဲ့ဆောင်ရွက်မှုကိစ္စကမြင်ခြင်းကိစ္စပဲဟောသူကတော့စက္ခုနေတိတံဝိညာဏံစက္ခုနေတိစက္ခုဝိညာဏံလို့ဆိုတဲ့အတိုင်းသူကမျက်စိကိုမြည်၍ဖြစ်သောစိတ်သည်လို့သူ literally ကြတော့အဲ့လိုပြရမယ်နော်မျက်စိကိုမြည်၍ဖြစ်သောစိတ်သည်မြင်သိစိတ်နားကိုမြည်သောတာဝိညာဏံနားကိုမြည်၍ဖြစ်သောစိတ်သည်ခန္ဓာဝိညာဏံနှာခေါင်းကိုမြည်၍ဖြစ်သောစိတ်သည်ဇီဝဝိညာဏံလျှာကိုမြည်၍ဖြစ်သောစိတ်သည်ကာယဝိညာဏံကာယကိုမြည်၍ဖြစ်သောစိတ်သည်မနောဝိညာဏံစိတ်ကိုမြည်၍ဖြစ်သောစိတ်သည်ကြည့်သူ့ द्वार နဲ့သူ့အာယုန်နဲ့နော်ဝတ္ထု6ပါးသို့မဟုတ် द्वार 6ပါးအာယုန်6ပါးဝိညာဉ်6သွယ်ဒီလိုလာတာနော်အောက်ကလွဲသွားပြီနော်ထိုနည်း၎င်းနောက်မျက်စိနဲ့ပတ်သက်ပြီးစက္ခုတံပတ်သောမျက်စိနဲ့ဆက်ဆက်သောဖတ်တာသည်မျက်စိနဲ့အစင်းကြုံတွေ့တဲ့အခါမှာ
စက္ခုဝိညာဉ်စိတ်ပေါ်တယ်အဲ့စက္ခုဝိညာဉ်စိတ်နဲ့အတူပါလာတဲ့ဖတ်တာကိုစက္ခုတံဖတ်တာဓာရနာမည်နဲ့ပေးတာအာယုနာမည်နဲ့မပေးဘူးဝိညာဉ်စိတ်တွေကိုလည်းဓာရနာမည်နဲ့ပဲပေးတယ်ဝတ္ထုနာမည်နဲ့ပဲပေးတယ်ဝတ္ထုဆိုဒီမှာမျက်စိနာနာလျာကာယမနဆိုပါစို့ဓာရအဲ့ဒါတွေရဲ့နာမည်နဲ့စိတ်တွေကိုပေးထားတာစက္ခုတံဖတ်သောမျက်စိနဲ့ဆက်ဆက်နေသောဖတ်တာသည်သောထတံဖတ်သောနားနဲ့ဆက်ဆက်သောဖတ်တာသည်ဇီဝတံဖတ်သောနှာခေါင်းနဲ့ဆက်ဆက်နေသောဖတ်တာသည်ကာယတံဖတ်သောကာယနဲ့ဆက်ဆက်နေသောဖတ်တာသည်စက္ခုသောတခါနနော်မနောတံဖတ်သောမနနဲ့ဆက်ဆက်နေသောဖတ်တာသည်အဲ့ဒါဟာပိယယုတ်တတယုတ်ပဲတဲ့နောက်ဖတ်တာပြီးတော့တခါလာမယ်လေသူကဟိုပါဠိတော်နဲ့တူတူပဲမျက်စိရဲ့အဆင်းရဲ့ဒီနှစ်ခုကိုဆွဲပြုပြီးစက္ခုဝိညာဉ်စိတ်ဖြစ်တယ်သုံးခုစုံတဲ့အခါဖတ်တာလာတယ်ဖတ်တာပစ္စယဝေဒနာဒါပြောတာပဲတူတူပဲစင်ငယ်ဖြစ်လာအောက်ကစက္ခုတံပတ္တစာမျက်စိနဲ့ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောမျက်စိနဲ့ဆက်သောဖတ်တာနဲ့ဖတ်တာကြောင့်ဖြစ်သောမျက်စိနှင့်ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောဝေဒနာစိတ်ရဲ့ခံစားမှုသည်စိတ်ရဲ့ခံစားမှုဝေဒနာသည်ကျန်တာတွေကိုနားလို့ထည့်လိုက်ဦးမယ်သောတာချတာနော်နားနဲ့ဆက်ဆက်၍နားနဲ့ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောဇာဆိုတာဖြစ်တာတံဖတ်တာဖတ်တာကာဏတံဖတ်တာဇာနှာခေါင်းနဲ့ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောဇီဝတံဖတ်တာဇာလျာနှင့်ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောကာယတံဖတ်တာဇာကိုယ်နှင့်ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောမနောတံဖတ်တာဇာမနနှင့်ဆက်ဆက်နေသောဖတ်တာကြောင့်ဖြစ်သောအဲ့တော့ဖတ်တာလေးတွေဖြစ်လာတာမျက်စိနဲ့အဆင်အာယုံဆုံလို့ရှိရင်မြင်သိစိတ်ဖြစ်တယ်အဲ့ဒီသုံးခုပေါင်းစုံခြင်းကြောင့်ဖတ်တာဆိုတာလာတယ်ဖတ်တာကြောင့်ဝေဒနာလာတယ်ဒီလိုဟောတာကိုပရိစ္ဆေသဘောပတ်မှာလေဖတ်တာပစ္စယဝေဒနာပစ္စယတဏဒီလိုလာအဲ့ဒီတိုင်းဟောတာပါပဲနောက်တစ်ခါထပ်ပြီးတော့ထပ်တိုးမယ်တင်ညာလောကီလောက၌ဒါကြတော့ခုနတုန်းကဓွာရတွေအာယုန်တွေနဲ့ဓွာရတွေဝတ္ထုတွေနဲ့ပတ်သက်တာအခုပြောခဲ့တဲ့ဟာနော်အခုပြောခဲ့တာတွေကကြည့်ဝိညာဏရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ကဝတ္ထုတို့ဓွာရတို့နဲ့ဆက်ဆက်ပြီးတော့ပြောတာနော်ခြေခံနဲ့ဆက်ဆက်ပြောတာအခုလာမယ့်ဟာကြတော့အာယုန်နဲ့ဆက်ဆက်ပြီးပြောလိုက်ရူပတင်ညာစက္ခုတင်ညာလို့မသုံးဘူးရူပတင်ညာဒီဟာကြတော့ရူပတင်ညာအစင်းကိုမှတ်သောတင်ညာသည်အစင်းကိုမှတ်သိသောတင်ညာသည်မှတ်ပြုပြီးတော့သိတာမှတ်သားတဲ့တင်ညာတတ္တတင်ညာအတန်ကိုမှတ်သိသောတင်ညာသည်ခန္ဓာတင်ညာအနံ့ကိုမှတ်သိသောတင်ညာသည်ရတ္တတင်ညာအယတာကိုမှတ်သိသောတင်ညာသည်တန်ဆိုတာမှတ်သား၍ညာသိတာအမှတ်နဲ့သိတာမှတ်သိတာဖုဒ္ဓဘာတင်ညာအထီးတွေ့အာယုအထီးတွေ့ကိုမှတ်သိသောတင်ညာသည်ဓမ္မတင်ညာကျန်တဲ့အာယုန်တွေကိုမှတ်သိသောတင်ညာသည်ပိယရူပံချစ်အပ်သောသဘောရှိတာတရူပံတာယာဝေသဘောရှိ၏ပိယယုတ်တာတယုတ်ဆိုတာဒီဘာတွေခေါ်တာတုံးဆိုတော့ဒါတွေခေါ်နေတာပဲအခုအကုန်လုံးပြောတယ်နော်နောက်တစ်ခါတင်ညာပြီးတော့နောက်ထပ်လာမယ်စေရသိက်တွေပဲကိုလှည့်လိုက်တာရူပသင်္စေတနာအစင်အာယုန်နှင့်ဆက်ဆက်နေသောစေတနာသည်အစင်အာယုန်လေးပေါ်မှာ
စိတ်ဆွမ်းအားတွေအကုန်လုံးစုပေးတဲ့စေတနာအာယုံပေါ်မှာအလုံးလုံးကြတာလေနန္တရားတွေကဒါမို့တင်ညာကမှတ်ပြီးတော့စေတနာကစောင်းအားတွေစုပေးတယ်အလုံးစုတော့လုပ်ပေးတယ်တတ္တစေတနာအတန်အာယုံမှာဖြစ်သောအတန်အာယုံနှင့်ဆက်ဆက်သောစေတနာသည်ခန္ဓာသင်္စေတနာအနတ်နှင့်ဆက်ဆက်သောစေတနာသည်ရတ္တသင်္စေတနာအယတနှင့်ဆက်ဆက်နေသောစေတနာသည်ဖုတ္တဗသင်္စေတနာအထိတွေ့နှင့်ဆက်ဆက်နေသောစေတနာသည်ဓမ္မသင်္စေတနာစိတ်ဖြင့်သာကြံတွေးသိရတဲ့အာယုန်နဲ့ဆက်ဆက်နေသောစေတနာသည်လောကီလောက၌ပိယရူပံချစ်အပ်သောသဘောရှိ၏တာတရူပံတာယာအပ်သောသဘောရှိ၏ပြီးပြီဆိုတဲ့အခါအခုဒီတင်ညာတဲ့စေရနာတဲ့နှစ်ခုပြီးတော့အာယုန်နေနဲ့နောက်တစ်ခါရူပတနာအစင်းကိုတွေ့တာသောတဏှာသည်တတ္တတဏှာအတန်ကိုတွေ့တာသောတဏှာသည်ခန္ဓာတဏှာတွေ့တာတဲ့ဆိုကောင်းတဲ့အတန်လေးကြားရင်နောက်ထပ်ကြားခြင်းနောက်ထပ်ကြားခြင်းဖွင့်စမ်းမအောင်မရှိလို့ရှိရင်ဈေးတော်ဝယ်အောင်မယ်နော်တဏှာဖြစ်ပုံလေးကြည့်ကြည့်ပါအရသာဘောတွေ့လို့ရှိရင်လေဟာဒါလေးမနေ့ကဟင်ကောင်းတယ်ရသာရှိတယ်ဘယ်အချက်တာတော့ဘယ်ဆိုင်ကတော့မေးပြီးသွားအောင်ပါပဲနော်အဲ့ဒါကိုဆိုလို့တယ်ခန္ဓာတဏှာအနတ်ကိုတွေ့တာသောတဏှာသည်ရတ္တတဏှာအယတာကိုတွေ့တာသောတဏှာသည်ဖုတ္တဗတဏှာအထိတွေ့ကိုတွေ့တာသောတဏှာသည်ဓမ္မတဏှာစိတ်ဖြင့်သာသိရသောအာယုန်ကိုတွေ့တာသောတဏှာသည်လောကီလောက၌ပိယရူပံတာယာဝဲချစ်ဖွယ်သဘောရှိတာတရူပံတာယာဝဲသဘောရှိအဲ့ဒီမှာပဲတဏှာဖြစ်တယ်လို့ဆိုလို့နောက်တစ်ခါတဏှာဖြစ်တယ်ဆိုတာသူကအတွေးတွေလည်းဒီပေါ်မှာပဲဝင်လာတာပဲလေလူအာယုံကမြင်ပြီးရင်အဲ့ဒီအာယုံကိုတွေးမှာပဲလေတွေးတာအဲ့ဒီတွေးမှုတွေလည်းလာနိုင်တယ်ရူပဝိတက်ကောအစင်းအာယုံကိုကြံတွေးသောဝိတက်သည်စိတ်ကူးသောဝိတက်သည်အဲ့ဒါကောအစင်းအာယုံကိုစိတ်ကူးသောဝိတက်သည်စိတ်ကူးသောဝိတက်သည်တတ္တတဏှာတတ္တဝိတက်ကောအတန်ကိုစိတ်ကူးသောဝိတက်သည်ခန္ဓာဝိတက်ကောအနတ်ကိုစိတ်ကူးသောအဲ့ဒီအမွေလေးကောင်းလိုက်တာဆိုတဲ့တွေးနေတာအဲ့ဒါလေးနဲ့စိတ်ကူးသောဝိတက်သည်စိတ်ကူးမှုလို့ဆိုလိုတာပေါ့ရတ္တဝိတက်ကောအယတာကိုစိတ်ကူးသောဝိတက်သည်ဖုတ္တဗဝိတက်ကောအထီးတွေ့ကိုစိတ်ကူးသောဝိတက်သည်ဓမ္မဖုတ္တဗဝိတက်ကောအထီးတွေ့ကိုစိတ်ကူးသောဝိတက်သည်ဓမ္မဝိတက်ကောစိတ်ဖြင့်သာသိရသောအာယုန်တို့စိတ်ကူးသောဝိတက်သည်လောကီလောက၌ပိယရူပံချက်သောသဘောရှိ၏တာတရူပံတာယာဝဲသဘောရှိ၏အဲ့ဒီမှာတဏှာဖြစ်တယ်စိတ်ကူးတယ်ဝိတက်ဝိစာရကြကြံစီတယ်လို့စိတ်ကူးတယ်ဆိုတာစိတ်ကလေးကဘယ်ကိုကူးတာတော့ဆိုအာယုံမော်ကူးသွားအဲ့ဒါဘယ်သူနဲ့ကူးတာတော့ဆိုဝိတက်နဲ့ကူးတာဝိတက်ကစိတ်ကိုအာယုံမော်ကိုပို့ပေးနေတာဒါမို့အဘိနိရောပနလက္ခဏောတဲ့ဝိတက်ဆိုတာအာယုံမော်မှာစိတ်ကိုပို့ပေးနေတာသူပို့ပေးမှစိတ်ကလေးကအာယုံမော်ရောက်တာသူဘာပါရင်မရောက်ဘူးသူရဲ့စွမ်းအားနဲ့အပေါ်အာယုံမော်စိတ်ကလေးရောက်သွားအောင်လုပ်ပေးတာသဘာဝတရားတွေအလုံးဝိတက်ရဲ့ဆွတ်ဆောင်မှုကြောင့်ရောက်သွားတယ်အဲ့ဒါကဝိတက်နဲ့ရှင်တဲ့စိတ်တွေကြတော့အဲ့လိုသွားတယ်ဝိတက်မရှိတဲ့စိတ်တွေကဝိတက်နဲ့မရှင်တဲ့စိတ်တွေကရှိသေးတယ်ဟုတ်အဲ့ဒါကြတော့သက္ကုဝိညာဉ်စိတ်တို့ဒါတွေကတကယ်တော့လည်းမြင်ပြီးတော့သူကတွေးနိုင်တာမှမဟုတ်တာသိပြီးတော့
မြင်လိုက်တာလေးကလည်းခဏလေးပဲသူကဝိတက်နဲ့မရှင်တဲ့စိတ်တွေကတကယ်တော့လေသူကတွေးနေစရာအချိန်လည်းမရှိဘူးသူ့မှာကိုမမြင်တာဘယ်လိုလုပ်တွေးမှာနော်သူ့ကိုသဘာဝအာရဝိတက်ကစိတ်လို့ခေါ်တာပင်ကိုကဝိတက်နဲ့မရှိဘူးအဲ့တော့ဝိတက်မရှိဘဲနဲ့သူကအဆင့်အာယုံကိုဘယ်လိုမြင်ရတုံးလို့ဆိုပင်ကိုစွမ်းအားနဲ့မြင်သွားတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီမျက်စိဆိုတဲ့အပေါ်မှာရူပါယုံကနေပြီးတော့လာပြီးထင်ဟပ်လိုက်တာလေးကဒီတာမန်အားဖြင့်တော့တဘာဝတရားချင်းတိုက်ခိုက်မှုကပြင်းထန်တယ်လို့မဆိုရအောင်ဒါပေမဲ့လို့ချိန်ကနေမြည်မသွားပြီမဲ့လို့ထိခိုက်မှုဟာထိခိုက်မှုတဘာဝတရားရဲ့ထိခိုက်မှုလေးစိတ်ရဲ့ထိခိုက်မှုလေးတွေဟာဘလောက်ဆန်းတော့ဆိုလို့ရှိရင်မကောင်းတဲ့ရင်ကြားရဲ့လူကပုံရဲကြသွားတာဒါသူတိုက်ခိုက်လိုက်တဲ့သဘောပဲလေဒီတဲ့ထင်ရှားတာပြောရမယ်ဆိုရင်ကိုယ်ရှိမှလာပြီးဇီဝသီးတို့တမယာသီးတို့စားနေမယ်ဆိုရင်လူကအလိုလျောက်ပါဇက်ထဲမှာခဏမငြိမ်ဖြစ်လာနော်အဲ့ဒါတိုက်ခိုက်တာပဲနန္တရားရဲ့တိုက်ခိုက်မှုကအဲ့ဒီသဘောမျိုးဆိုလိုတယ်နော်သို့တော့ခုနလိုဂျိန်းငနဲ့မြေအောင်တိုက်တာတော့မဟုတ်ဘူးရုပ်လို့ဒါပေမဲ့အဲ့ဒီဂျိန်းဆိုတာလည်းတောင်ပြင်းသေးတယ်သူကစိတ်ရဲ့တိုက်ခိုက်မှုဟာနန္တရားရဲ့တိုက်ခိုက်မှုကပိုပြင်းနေသူကလူတောင်ပုံရက်ကြတော့တိုက်ခိုက်နိုင်တာပဲလေမကောင်းတဲ့ကြားလိုက်တာနဲ့မဲ့သွားတာပဲတခါတည်းအဲ့တော့ရူပဝိစာရောဝိတက်ကအာယုံပေါ်မှာတင်ပေးလို့စိတ်ကိုကူးပို့သေးလို့စိတ်ကူးတယ်လို့မြန်မာဝါဟာရနဲ့နီးအောင်လို့ပြန်လိုက်တာဘယ်လိုပဲပြန်ပေါ့ဝိတက်ဆိုတာတဲ့ဝိစာရကြတော့ကြံစီတယ်လို့ဒီပေါ်မှာရစ်ဝဲနေတာကြံစီတယ်ဆိုတာထပ်တလဲလဲတွေးနေတာကိုပြောတာရူပဝိစာရောအဆင်းကိုကြံစီသောဝိစာရသည်တတ္တဝိစာရောအတန်ကိုကြံစီသောဝိစာရသည်ကြံစီသောဝိစာရကျမ်းဖတ်မှအဲ့ဒီဓာတ်မြေဩဇာလဲဝိစာရရှိနေကုမ္ပဏီတောင်မှဝိစာရရှိနေတယ်ခန္ဓာဝိစာရောအနတ်ကိုကြံစီသောဝိစာရသည်ရတ္တဝိစာရောအယတာကိုကြံစီသောဝိစာရသည်ဖုတ္တဝဝိစာရောအဋ္ဌိအတွေ့ကိုကြံစီသောဝိစာရသည်ဓမ္မဝိစာရောစိတ်ဖြင့်သာသိရသောအာယုံကိုကြံစီသောဝိစာရသည်အဲ့ဒါဟာပိယယုတ်တတ္တယုတ်ဆိုတာအဲ့ပိယယုတ်တတ္တယုတ်လို့ပြောလိုက်တာနဲတာမဟုတ်နော်10ခုအလုံးနော်10မျိုးပိယယုတ်တတ္တယုတ်တွေကိုပြောတာအုပ်စုလိုက်ဆိုရင်10မျိုးပေါ့နော်10အုပ်စုရှိတယ်10အုပ်စုမှာတအုပ်စုမှာ6ခုစီနဲ့ဒါမြောက်ချလိုက်ပဲနော်တရားပေါင်း60နော်အဲ့ဒါတွေကကမ္မထာရှုဖို့တွေပဲမြတ်စွာဘုရားပေးတာဒါတဏှာတွေဖြစ်တာဒီပေါ်မှာတဏှာဖြစ်တာအဲ့ဒီတဏှာကိုဖြုတ်ဖို့အတွက်ကမ္မထာရှုခိုင်းတာဘုရားအဲ့တော့မဟာစီဆရာတော်ကြီးပြောတာလို့မမြင်ရရာကိလေသာသူဟာသူငြိမ့်နေဆိုမြင်လိုက်ရင်တော့ကိလေသာလာမှာပဲလေအဲ့ဒီလာတဲ့အပေါ်မှာပြုတ်ဖို့ရအတွက်တရားရှုခိုင်းတာနော်ကိလေသာဖြုတ်ဖို့တရားရှုခိုင်းတာဟုတ်ပြီဒါကပိယယုတ်တတ္တယုတ်တွေဟာတဏှာရဲ့အာယုံဖြစ်လို့ခုပြောတဲ့သမုဒိယသစ္စာလို့ဆိုတဲ့တဏှာရဲ့အာယုန်တွေဟာအများကြီးပဲဆိုတာထုတ်ပြထားတာเนาะဒါပစ္စည်းနဲ့ပြောတာမဟုတ်ပစ္စည်းနဲ့ပြောရင်မကုန်နိုင်တော့ဘူးလေပစ္စည်းနဲ့ပြောလို့ရှင်ကားလို့ပြောရမှာလားတိုက်အာယုလို့ပြောရမှာလားရွှေလို့ပြောရမှာလားစိန်လို့ပြောရမှာလားအများကြီးဖြစ်တော့မှာပေါ့တဘာဝတရားနဲ့ပဲပြောလိုက်တယ်မြတ်စွာဘုရားတဏှာဖြစ်တဲ့နေရာတွေเนาะဒါကြတော့လည်းမတွေးနဲ့အောင်စိန်တွေဘာတွေမပါပါလားလို့
နောက်တစ်ခုနိရောဓသစ္စာနေရတာတဲ့ကြည်ကတမင်းစဘိက္ခွေဒုက္ခនិရောဓံအရိယသစ္စာဘိက္ခွေယံတို့ဒီနေရာမှာလဲကတမင်းစဘိက္ခွေဒုက္ခនិရောဓောအရိယသစ္စာလို့ရှိတယ်နော်ကိုဒီမှာတော့ဒီတိုင်းပဲရှိဒုက္ခនិရောဓဒုက္ခရဲ့ချုပ်ရာဟုဆိုသောအရိယသစ္စာအရိယတို့သိရတဲ့သစ္စာတရားဟုသည်ကတမင်းစပဲနီယောတတ္တယေဝတနာယအတေတဝိရာဂនិရောဓောသာဂောပฏิနေတေကောမုဒ္တိအနာလယောတတ္တယေဝတနာယခုနပြောခဲ့တဲ့တဏှာတွေပဲယာယံတဏှာပောနုဘုိကာလို့ခုနပြောခဲ့တယ်လေဘဝသေးကိုဖြစ်စေတယ်နန္ဒီရာဂနဲ့အတူတကွဖြစ်တယ်နန္ဒီရာဂပါတယ်ထို့အာယုံထို့ဘဝတွေမှာတွေ့တာနေတယ်အဲ့ဒီတဏှာနော်တတ္တယေဝတဏှာထိုဆိုခဲ့တဲ့တဏှာဣတာလင်အတေတဝိရာဂောအကြံမရှိအောင်ကင်းပြတ်ချုပ်ငြိမ်းစေမှုသည်ဝိရာဂအကြံမရှိအောင်ဝိရာဂကိုရတ္တမဲ့လို့ကောက်ယူမယ်ဆိုလို့ရှိရင်ရတ္တမဲ့ဖြင့်အကျွင်းကြံမရှိအောင်ချုပ်ငြိမ်းမှုသည်ဒီလိုယူပေါ့အတေတဝိရာဂនិရောဓောဝိရာဂကိုនិရောဓရဲ့និရောဓနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ဝိရာဂကင်းပြတ်တာပဲတဏှာကင်းပြတ်သွားတဲ့နေရာလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့ဒီမှာထက္ကရာဖွင့်ထားတဲ့အလိုတိုင်းပြောရမယ်ဆိုရင်သူကဒါတွေကနိဗ္ဗာန်ကိုရည်ညွှန်းထားတာဝိရာဂဆိုတဲ့စကားလုံးကလည်းနိဗ္ဗာန်ကိုရည်ညွှန်းတယ်လို့ဒီလိုဆိုတယ်အဲ့တော့တတ္တယေဝထိုတဏှာဣပင်လေအတေတဝိရာဂនិရောဓောအကျွင်းမရှိကင်းပြတ်ချုပ်ငြိမ်းရာသည်ကင်းပြတ်ချုပ်ငြိမ်းရာနိဗ္ဗာန်သည်ဒီလိုဆိုလို့ကင်းပြတ်ချုပ်ငြိမ်းရာနိဗ္ဗာန်သည်သာဂောအဲ့ဒီတဏှာကိုစွန့်လွတ်ရာနိဗ္ဗာန်သည်ပฏิနေသက်ခောတဖန်စွန့်လွတ်ရာနိဗ္ဗာန်သည်နိဗ္ဗာန်ကိုပဲဒီနာမည်တွေနဲ့ပြောတာပေါ့နော်အဲ့တော့ထက္ကရာကတော့သူကဘယ်လိုရေးထားတော့ဆိုတော့နော်ထက္ကရာရေးပုံလေးတိုင်ပြန်ပြီးတော့အနည်းဆိုကြည့်မယ်ဆိုတတ္တယေဝထိုတဏှာဣတာလင်အတေတဝိရာဂនិရောဓောလက်ကြံမရှိအောင်ချုပ်ငြိမ်းခြင်းကင်းပြတ်သောချုပ်ငြိမ်းခြင်းနော်ကင်းပြတ်သောချုပ်ငြိမ်းခြင်းဒီပဲထားပါတော့နော်ယာလို့ပေးတာနိဗ္ဗာန်ဆိုတဲ့အာယုနိဗ္ဗာန်ကိုတရားသဘောမျိုးထားပြီးတော့ပေးတဲ့အဓိပ္ပာယ်ပေါ့နော်အတေတဝိရာဂនិရောဓောသူကအတေတအတေတဝိရာဂအတေတនិရောဓလို့နှစ်မျိုးခွဲယူတယ်အကျွင်းကြံမရှိအောင်ကင်းပြတ်ခြင်းအကျွင်းကြံမရှိအောင်ချုပ်ငြိမ်းခြင်းလည်းနှစ်ခုခွဲယူတာသူကအတေတဝိရာဂនិရောဓောအကျွင်းကြံမရှိအောင်ကင်းပြတ်ခြင်းအကျွင်းကြံမရှိအောင်ချုပ်ငြိမ်းခြင်းသာဂောစွန့်လွတ်ခြင်းပฏิနေသက်ကောတဖန်စွန့်လွတ်ခြင်းမုဒ္တိတဏှာမှလွတ်မြောက်ခြင်းအနာလယတွေ့တာမှုကုံဆုံးခြင်း
အဲ့ဒါဒုက္ခនិရောဓနိဗ္ဗာန်ပဲလို့အဲ့တော့ဒီနေရာမှာဆိုရမှာမြတ်စွာဘုရားကသစ္စာနာမည်ပေးတဲ့အခါကျတော့ဒုက္ခនិရောဓလို့ပေးထားပြီးတဲ့အခါမှာဘာဖြစ်လို့အဓိပ္ပာယ်ရှင်းတဲ့အခါကျတော့တဏှာရဲ့အချုပ်ငြိမ်းခြင်းလို့ပြောရတာတော့နော်စကားတစ်ခုသေချာစဉ်းစားကြည့်စကားတစ်ခုကမဆက်ဆက်မိဘူးနာမည်ပေးတော့ကဒုက္ခនិရောဓဒုက္ခရဲ့ချုပ်ငြိမ်းခြင်းလို့ပြောတာဒုက္ခရဲ့ချုပ်ငြိမ်းခြင်းလို့ပြောလို့ရှိရင်ဒီမှာလည်းပဲကာယိကဒုက္ခစေတသိကဒုက္ခလောကမှာရှိသမျှဇာတိဒုက္ခသရဒုက္ခဗျာတိဒုက္ခအဲ့ဒီခုနဒုက္ခသစ္စာမှာပြောခဲ့တဲ့အဲ့ဒီဒုက္ခတွေရဲ့ချုပ်ငြိမ်းခြင်းလို့မြတ်စွာဘုရားမဟောဘူးနော်ဘာဖြစ်လို့မဟောတာလဲဆိုအကြောင်းချုပ်မှအကျိုးချုပ်တာလို့ဒုက္ခဆိုတာအကျိုးပဲဒါမှမဟုတ်အကျိုးချုပ်တာကိုမဖော်ခြင်းဘူးနိဗ္ဗာန်ဆိုတာအကြောင်းချုပ်မှအကျိုးချုပ်တဲ့အချုပ်မျိုးကိုလိုချင်တာအကြောင်းချုပ်အောင်ကတော့မဂ္ဂင်၈ပါးကျင့်ကိုကျင့်ဒီအဓိပ္ပာယ်ကိုပေါ်လွင်အောင်လို့မြတ်စွာဘုရားဟောအမှတ်တမဲ့ဖတ်ရင်နားမလည်ဘူးတရားနော်စဉ်းစားရမယ်ဒုက္ခនិရောဓဆိုတဲ့စကားလုံးကဒုက္ခရဲ့ချုပ်ရလို့ပြောတာအခုဘုရားရှင်းပြတာကတဏှာនិရောဓကိုရှင်းပြနေတယ်ခေါင်းစည်းတက်တုံးကဒုက္ခនិရောဓလို့ပြောပြီးတော့ဘာဖြစ်လို့တဏှာនិရောဓလို့ပြောရတာလဲဆိုတော့တဏှာကဒုက္ခဖြစ်ခြင်းအကြောင်းဒုက္ခချုပ်တဏှာချုပ်မှဒုက္ခဆိုတာချုပ်တယ်ဆိုတာကိုနားလည်ရတယ်အကြောင်းချုပ်မှအကျိုးချုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ဖို့အတွက်မြတ်စွာဘုရားအကြောင်းပေါ်မှာအလုပ်လုပ်ပြတယ်ဒီအဓိပ္ပာယ်ကိုမှတ်ရမယ်နော်အဲ့တော့အတေတဝိရာဂအတေတនិရောဓစာဂပฏิနေသေကမௌတိအနာလယဒီအတေတဝိရာဂကလည်းနိဗ္ဗာန်ကိုပြောတာအတေတនិရောဓကလည်းနိဗ္ဗာန်ကိုပြောတာစာဂပฏิနေသေကမௌတိအနာလယဒီ6ခုစလုံးဟာနိဗ္ဗာန်ကိုရည်ညွှန်းတယ်လို့နိဗ္ဗာန်ရဲ့အမည်နာမတွေပဲလို့ဒီလိုဆိုရပေါ့နော်ကဲဒီနေရာမှာပဲရကြအောင်ဆို